ဆေးလိပ်ဖြတ်လိုက်တဲ့အခါတင့်ခန္ဓာကိုယ်ကဘလို့တုံ့ပြန်လာမလဲဒီမှာကြည့်ပါပထမနေ့တင့်အဆုပ်ကလုံးဝမထိခိုက်ပဲစတင်အသက်ရှူနိုင်ပါပြီအောက်ဆီဂျင်ဓာတ်တွေဟာဖုံထူရဲ့ပြတင်းပေါက်ကအလင်းရောင်လိုတင့်ခန္ဓာကိုယ်ထဲကိုပြန်ဝင်လာပါပြီ၃ရက်မြောက်နေ့နီကိုတင်းဓာတ်ဟာခန္ဓာကိုယ်ထဲကနေလုံးဝပျောက်ကွယ်သွားပါပြီတင့်ခန္ဓာကိုယ်ကနီကိုတင်းကိုလိုလားနေသေးပေမဲ့ဦးနောက်ကတော့ဒိုပါမင်းကိုတဘာဝအတိုင်းပြန်လည်တိစောက်ဖို့စတင်နေပါပြီတစ်ပတ်မြောက်ချောင်းပိုဆိုးလာပါလိမ့်မယ်ဒါဟာတင့်အဆုပ်ကအညစ်အကြေးတွေကိုဖယ်ရှားပစ်နေတာဖြစ်ပါတယ်နှစ်ပတ်မြောက်တင့်ရဲ့အရသာခံနိုင်စွမ်းနဲ့အနံ့ခံနိုင်စွမ်းတွေပြန်ကောင်းလာပါပြီကော်ဖီကိုကော်ဖီရတာအတိုင်းတောက်ရပါပြီမီးလောင်ထားတဲ့လေရတာမဟုတ်တော့ပါဘူးသုံးပတ်မြောက်သွေးလေပတ်မှုစနစ်ပုံမကောင်းမွန်လာပါပြီအသားရည်ပုံမကြည်လင်လာပြီးစွမ်းရည်တွေတိုးလာပါတယ်စိတ်ခံစားချက်လည်းပုံမှန်တိုင်းပြန်တည်ငြိမ်လာပါတယ်တလမြောက်အဆုပ်တွေပြန်လည်ပြုပြင်ခြင်းကိုစတင်နေပါပြီနှလုံးရောဂါဖြစ်နိုင်ခြေကျဆင်းသွားပါပြီအမြဲတမ်းပင်ပန်းနှွမ်းနေနေတာတွေလုံးဝပျောက်ကွယ်သွားပါပြီအဓိကအချက်ကတော့တင့်ရဲ့ဆေးလိပ်တောက်ချင်စိတ်တစ်ခုချင်းစီကိုအနိုင်ယူလိုက်တာဟာတင့်ဦးနောက်ကိုပြန်လည်တိစောက်လိုက်တာဖြစ်ပါတယ်တင်ဟာဆေးလိပ်ဖြတ်ယုံတင်မကပဲတင့်ဦးခေါင်းထဲမှာအခမဲ့နေထိုင်နေတဲ့ကပ်ပါကောင်ကိုဖယ်ရှားပစ်လိုက်တာပါဒလကြတဲ့အခါတင့်ခန္ဓာကိုယ်ကိုတင်ပြန်ပိုင်ဆိုင်လာသလိုခံစားရပါလိမ့်မယ်